အားလုံးပဲမင်္ဂလာပါခင်ဗျာဝေယံ knowledge ရာမှာကြိုဆိုလိုက်ပါတယ်နှိမ်ချယွံကျုံတဲ့စိတ်နှိမ်ချတဲ့ဆိုတာကဟန်ဆောင်လို့ရတဲ့စိတ်ခံစားမှုတော့မဟုတ်ပါဘူးဒါပေမဲ့စူးစမ်းပြီးကျင့်သုံးသင့်တဲ့အတူယူစရာစိတ်ထားကောင်းတစ်ခုပါနှိမ်ချပြီးနေတတ်တဲ့သူတွေမှာရှိတဲ့စိတ်နေသဘောထားတွေကတော့ကျေသူတည်တတ်တဲ့စိတ်ကိုနှိမ့်စင်နှလုံးသွင်းပြီးပြောဆိုတဲ့ကိုပြောတာကိုလျှော့ပြီးသူများပြောတာကိုပိုပြီးနားထောင်ပေးတဲ့အမားတွေကိုဆင်ခြင်ပြီးကောင်းတာတွေကိုအတူယူတတ်တဲ့တခြားသူတွေရဲ့အောင်မြင်မှုအပေါ်လှိုက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 ်ဂုဏ်ပြုတဲ့လူတိုင်းကိုလေးလေးစားစားဆက်ဆံတဲ့အပြုသဘောဆောင်တဲ့ဝေဖန်မှုနဲ့အကြံဉာဏ်တွေကိုပုံမွေလင်းလင်းလက်ခံဆွေးနွေးတတ်တဲ့မိမိရဲ့အနေအထားကိုအမြဲတမ်းသတိရပြီးတည်ငြိမ်နေတတ်တဲ့သူတစ်ပါးအပေါ်စာနာမှုနဲ့ဂိူးနာတရားကိုအလေးထားတတ်တဲ့တိုးတက်ဖို့အမြဲကြိုးစားရင်မိမိကိုယ်ကိုနှိမ့်ချတတ်တဲ့သူများစီကအတိမတ်ပြုမှုကိုအာရုံစိုက်ပြီးအလုံးမလုံးပါဘူးတခြားသူကိုအမှန်တကယ်ကူညီလိုတဲ့စိတ်ရင်းခံပြီးအလုံးလုံးပါတယ်တာယာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ